သူရှောင်ခဲ့တဲ့ခွေးလေးကထိုလူသေးအနားမှာငုတ်တုတ်လာထိုင်နေပါတယ်လူနာတင်ကားခေါ်ဖို့လုပ်နေချိန်သမီးဖြစ်သူမီနာကချောကလက်ကိတ်ဝယ်ခဲ့ဖို့ဖုန်းခေါ်လာလို့သမီးဖြစ်သူနဲ့ဖုန်းပြောနေချိန်အဝေးကနေရဲကားတစ်စီးလာနေတာမြင်လိုက်ရလို့ဖုန်းချကအလောင်းကိုအမောင်နဲ့ဆွဲသွင်းပုံးနေလိုက်ပြီးထိုရဲကားလမ်းတစ်ခုကိုကွေးဝင်သွားတဲ့အခါမှာတပ်ပြင်းချနိုင်ပါတယ်အဲ့ဒီနောက်ရဲမခေါ်တော့ဖို့ဆုံးဖြတ်ခအလောင်းကိုနောက်ခန်းထဲထည့်ပြီးထွက်သွားချိန်ခွေးလေးကသူ့ကားနောက်လိုက်ကြည့်ရင်ကြံနေခဲ့ပါတယ်လမ်းစုံတစ်ခုရောက်တော့စစ်ဆေးနေတဲ့ရဲကင်းတစ်ခုနဲ့တွေ့တဲ့အခါဂွန်းစုကသူဟာအနောက်ပိုင်းခရိုင်လူသတ်မှုနှိမ်နင်းရေးအဖွဲ့ကစုံတော့ဖြစ်ကြောင်းပြောပေမဲ့တာဝန်ကျရဲကတောက်ထားမှန်းသိနေလို့လေမုတ်ဆက်ကိုအတင်းမှုတ်ခိုင်းနေတဲ့အတွက်အမေးနိုင်ရေးမို့နည်းနည်းတောက်ထားမိကြောင်းစင်ကြေပေးလိုက်ပေမဲ့ထိုရဲကအထက်ရရှိစီတင်ပြဖို့စောက်ခိုင်းနေတဲ့အတွက်ဂွန်းစုတယောက်ကားကိုဟမ်ဘရိတ်ချကအတင်းပေါင်းပြေးဖို့ကြိုးစားရမှာရှေ့ကနေပိတ်တားခံရပြီးကားပေါ်ကဆင်းလာရန်အမိတ်ပေးခံရပါတယ်အထက်ရရှိလို့ယူဆရသူကိုစုံတော့ဖြစ်ကြောင်းထပ်ပြောပေမဲ့ ID နံပါတ်တောင်းနေလို့ပြောပြလိုက်ချိန်လိုင်းမတ်နေတဲ့လူကနံပါတ်တစ်လုံးပို့နေကြောင်းထောက်ပြလိုက်တာမို့ကားကိုစစ်ဆေးဖို့အမိတ်ပေးလိုက်တဲ့အခါဂွန်းစုကစကန်းကိုဖုန်းဆက်မေးဖို့ပြောနေချိန်ရဲတယောက်ကကားနောက်ဖုန်းကိုတော့ဖွင့်နေပြီမို့ထိုရဲကိုထိုးကျိတ်လိုက်တဲ့အတွက်စပရေးနဲ့ဖြန်းပြီးကျင်စက်နဲ့ပါထိုးကဖမ်းချုပ်လိုက်တာကြောင့်တတိလက်သွားတဲ့အချိန်ကျမှသူဟာစုံတော့ဖြစ်ကြောင်းဌာနချုပ်ကအတည်ပြုပေးလာပါတယ်ဒီအချိန်ရဲစခန်းမှာတော့ဂွန်းစုနေရာကတော့ခတ်ထားတဲ့အန်သွဲတွေကို IAD ကရိုက်ဖြတ်နေပြီးဂွန်းစုကတော့သူ့ကိုမယုံခဲ့တဲ့ရဲတွေကိုစိတ်ကြိုက်ဆုံးမကထွက်လာပါတယ်စခန်းရောက်တော့ IAD စစ်စေးမှုကလက်ငွေတွေကိုတွေ့သွားလို့အားလုံးပြဿနာတက်ပြီးဖြစ်ကြောင်းချင်းချောက်နေချိန်ရဲမှုချန်ရောက်လာပြီးအမေနိုင်ရေးမှပူဆွေးနေသူကိုတတ်သိမရှိပဲဆွတ်ဆွဲရလားဆိုကနိုင်ရေးပြီးမှပြန်လာဖို့အော်ထုတ်ပြီးမဲ့ IAD ကလူကမှတ်တမ်းစာအုပ်တွေ့ထားကြောင်းနဲ့ရဲမှုချန်ကိုယ်တိုင်ဒေါ်လာ1000ကျော်လက်စားထားကြောင်းထုတ်ဖတ်ပြကခနဲ့သွားပါတယ်စုံနောက်ချွဲစီက IAD ဝင်ရှာနေပြီဆိုတဲ့ message နဲ့ညီမဖြစ်သူစီကအမေကိုခေါင်းတလားတဲ့ပိတ်တော့မှမို့ပြန်လာဖို့ဖုန်းဆက်နေရကြောင်းဂုံးစုလဲကြံရမရပဲနိုင်ရေးစီကိုသာပြန်လာခဲ့ရပြီးဇာပနာမှာစိတ်ပြက်လက်ပြတ်ထိုင်နေချိန်ကိတ်မုတ်ပါလာမိတဲ့သမီးမီနာကိုနောက်ရမဝယ်ကျွေးမယ်လို့သာပြောလိုက်ပါတယ်အဲ့ဒီနောက်ဂါရဝါလာပြူတဲ့ရဲမှုကြံတို့အဖွဲ့ကိုဂုံးစုကသူ့ကြောင့်ဖြစ်ခဲ့ရတာမို့တောင်းပန်ကနောက်မှလာဖို့ပြောပေမဲ့စုံနောက်ချွဲကအဖွဲ့လိုက်အလုံးမပြုတ်ရအောင်ပြဿနာအားလုံးကိုဂုံးစုတယောက်တည်းခေါင်းခံပေးဖို့တောင်းဆိုလာတဲ့အတွက်ဂုံးစုတယောက်ဒေါသထွက်သွားပြီးစုံနောက်ချွဲပြည့်တသာအိမ်ဘယ်နှကြိမ်သွားခဲ့လဲဆိုတာပါသိကြောင်ပြန်ဖော်ချင်းချောက်ရာကနေအချင်းချင်းထိုးမှန်ကြိတ်မယ်တွေလုံနေတော့ညီမဖြစ်သူကအလောင်းကိုခေါင်းတလားတဲ့ထဲဖို့အချိန်ကြပြီလို့လာခေါ်တော့မှလူစုကွဲသွားပြီးစုံနောက်ချွဲက IAD တွေတခုမှမတွေ့သွားဘူးလို့လိန်ပြောကအမေကိုကောင်းကောင်းပို့ဖို့မှာပြီးထွက်သွားပါတယ်အဲ့ဒီနောက်ဂုံးစုတယောက်ခေါင်းတလားကိုရိုက်ပိတ်နေချိန် IAD တွေသူ့ကားကိုလက်ဆက်မှာမို့ကားထဲမှာတခုခုရှိလားဆိုတဲ့ message ရှောင်းစိတ်ရှုပ်နေချိန်သူ့ကားမရက်သိတဲ့နေရာရက်ထားလို့ဖယ်ပေးဖို့ကြေညာတဲ့ဟာလေဝင်ပေါက်တစ်ခုကနေဝင်လာတာကိုတတိထားမိသွားပြီးထိုလေဝင်ပေါက်ကိုအတုံးချဖို့အကြံရတာနဲ့ဘူပေါင်းတွေဝယ်ပြန်လာတဲ့ဂုံးစုကိုအဖွဲ့သားတွေကနားမလဲနိုင်ဖြစ်နေကြပေမဲ့စုံနောက်ချဲကတော့ IAD တွေလည်းလက်စားမှုရှိနိုင်တဲ့သူကပြန်အကြက်ကန်ရန်ရဲမှုကိုအကြံပေးနေပါတယ်ဂုံးစုဟာတာဝန်ခံစီသွားကအမေကိုနောက်ဆုံးအနေနဲ့နှစ်ကိုယ်တည်းနှုတ်ဆက်ခွင့်တောင်းတဲ့အခါတကောင်ရံအထိအချိန်ပေးလိုက်ပေမဲ့ဘူပေါင်းတွေကိုဘာလုပ်ဖို့လဲမေးနေရကြောင်းသမီးထွက်လို့လိန်ပြောလိုက်ပြီးတာဝန်ခံထွက်သွားတာနဲ့ဘူပေါင်းတွေကိုကင်မရာနဲ့အုပ်ခအမေကိုတောင်းပန်ပြီးလေဝင်ပေါက်ကနေအယုတ်ကိုရမူးနဲ့လမ်းခေါ်တော့3မီတာအတွင်းသာလှုပ်လှုပ်တာမို့လက်ကိုအထဲထိသွင်းနေလိုက်တော့မှသူ့စီတရွရွလာနေတဲ့အယုတ်ကခဏကြာမှရက်သွားပြီးတနက်တန်တွေထွက်လာတာကြောင့်သတိထားမိသွားတဲ့တာဝန်ခံကအပြင်ထွက်ကြည့်တဲ့အခါစီလိတ်ခိုးတောက်နေတဲ့ကောင်မလေးကိုတွေ့လို့ဘာမှမဖြစ်သလိုလှည့်ထွက်သွားပါတယ်အဲ့ဒီနောက်ကောင်မလေးအခန်းထဲဝင်လာချိန်ရေခဲတိုက်ထဲကအတန်တွေကြားလို့လုံခြုံရေးကိုသွားခေါ်နေပြီးဂွန်းစုကရိုက်ပိတ်ထားတဲ့တက်သားတန်တွေကိုဖနက်ကျိုးနဲ့ပြန်ဆွဲနှုတ်ခအဖုံးဖွင့်နေချိန်လုံခြုံရေးရောက်လာလို့အယုတ်ရဲ့တနက်တန်ကိုအမြန်ပိတ်လိုက်ရပါတယ်တကားဖွင့်မရလို့ကင်မရာကနေကြည့်ခိုင်းမိမဲ့ဘူပေါင်းတွေကကွယ်နေတဲ့အတွက်တာဝန်ခံကိုလွှတ်ပေးမယ်လို့ပြောနေချိန်ဂွန်းစုကရက်နေတဲ့အယုတ်ကိုအခေါင်းထဲကလက်ဝါးကတ်တိုင်နဲ့လှမ်းယူပြီးခြိထားတဲ့ကျိုးနဲ့အလောင်းကိုအားကုန်ဆွဲချလိုက်ပါတယ်တာဝန်ခံကိုတောပစ်ပေးလိုက်လို့အခန်းကိုပြန်လာနေချိန်မှာခုကအမေဖြစ်သူကိုတောင်းပန်ကသူတတ်မိခဲ့တဲ့အလောင်းကိုခေါင်းတလားတဲ့ထည့်ပြီးတန်တွေကိုဖနက်နဲ့ပြန်ပေးရိုက်ခအားလုံးပုံမှန်တိုင်းပြန်ထားပြီးထိုင်နေလိုက်ပြီမဲ့အခေါင်းထဲကနေဖုန်းတန်ထားမိလာတာကြောင့်ဘာလို့ရမလဲမသိပဲဖနက်ကျိုးနဲ့အခေါင်းပြန်ဖွင့်ရမလို့တိုင်ပတ်နေပြီးဖုန်းချလိုက်ပါတော့လို့ဆုတောင်းနေရပါတယ်တာဝန်ခံဝင်လာတဲ့အချိန်ပုံမှန်အတိုင်းဟန်ဆောင်နေသူဂုံးစုကိုအချိန်ပြည့်ကြောင်းပြောလိုက်တဲ့အတွက်ထွက်သွားဖို့ပြင်နေသူဂုံးစုကိုတားကကြံခဲ့တဲ့ဘူပေါင်းတွေယူပေးလိုက်ပါတယ်နောက်နေ့မနက်အခေါင်းတဲ့တဲ့ရင်ပေါ်မှာအခေါင်းထဲကတချင်းတန်ထွက်လာလို့တေချာကြည့်ပေမဲ့ဘာမှမတွေ့တာကြောင့်ကားမောင်းသူကဖျားစာတွေထားယွနေပါတယ်အခေါင်းမြေချချိန်အရန်လေးနေလို့လူ၄ယောက်လောက်တည်ခဲ့ရပြီးအလောင်းကိုမြုပ်ပြီးတဲ့အခါမှာဒူးထောက်ကသူမကြခင်ပြန်လာမှဖြစ်ကြောင်းတောင်းပန်နေတဲ့ဂုံးစုကိုတာဝန်ခံကသားကောင်းတယောက်ဖြစ်ကြောင်းဘူမသိကိုမသိနဲ့ချီကျူးနေပါတယ်အပြန်ကားပေါ်မှာမီနာကအယုတ်တဲ့နဲ့စော့နေလို့မိလိုက်တော့လူတယောက်အယုတ်ခိုးသွားလို့ပြန်ဝယ်ပေးထားရကြောင်းညီမဖြစ်သူကရှင်းပြနေပြီးအာသူဘကိစ္စတွေပြီးသွားချိန်မှာရဲမှုကြံက IAD တွေဘာမှသတ်မလုပ်ပဲ
လက်ငွေတွေယူသွားတာကြောင့်သူတို့ဖွဲ့ပြဿနာကင်းသွားပြီဖြစ်ကြောင်းပြောပြလာတဲ့အတွက်ဂွန်းစုဟာသူ့ကားကလူတိုက်ထားတဲ့အရာကိုဖုံးကွယ်ဖို့ရပ်ထားတဲ့ကားတစ်စီးကိုတမင်ပြေးဝင်တိုက်လိုက်ပြီးစုံတော့တယောက်ဖြစ်ကြောင်းပြကကားကိုမရပ်တဲ့နေရာမှာရပ်ထားလို့အခုလိုဖြစ်ရတာဆိုပြီးအခြေအနေကိုပြောင်းပြန်လုပ်ရင်အာမခံကုမ္ပဏီရဲ့ရော်ကြီးနဲ့ကားကိုပြန်ပြင်လိုက်ပါတယ်ရဲစခန်းမှာတော့ဖမ်းမိထားတဲ့ C4 ပုံးကိုဖောက်ခွဲပြဖို့လုပ်နေတဲ့ IAD အဖွဲ့ဟာအသေးရောက်လာတဲ့ရဲမင်းကြီးစီကမျက်နှာရအောင်လုပ်နေကြတာလို့ရဲမှုကြံတို့ကဝေဖန်နေကြချိန်ဂွန်းစုရောက်လာပြီးပြဿနာတွေရှင်းပေးခဲ့တဲ့စုံနောက်ချွဲနဲ့အပြန်လန်စားနောက်နေကြတော့မီးရှူမီးပန်းတွေဖောက်နေရလားလို့နောက်လိုက်ပြီးမဲ့ပောက်ကွဲမှုအချိန်ကထင်ထားတာထက်ပိုပြင်းပြီးမီးစားတွေဟာရဲမှုကြံရဲ့ကားအသစ်ပေါ်ရောက်သွားလို့ဒေါသကြီးဆဲဆိုပြေးသွားပါတယ်။အဲဒီနောက်အရင်အမှုဟောင်းတွေကိုဒဏ်ပေးတဲ့အနေနဲ့ဖြေရှင်းရမယ်လို့ပြောနေစဉ်ရဲမှုကြံဝင်လာပြီးလူသက်တရက်ခန့်တရားကိုလိုက်ဖမ်းဖို့ပုံတွေဝေခိုင်းတော့မှသူကားနဲ့တိုက်မိသူကအလိုရှိနေတဲ့တရက်ခန့်ပြေးလီကွမ်မင်းဖြစ်နေတာကိုတီးလိုက်ရလို့ကြောင်တောင်တောင်ဖြစ်နေစဉ်ရဲမှုကြံကလိုက်ခဲ့ဖို့ခေါ်လို့ကားပေါ်ပါသွားပြီးဖမ်းမိရင်ယာဒူးတိုးနိုင်ကြောင်းရှင်းပြနေပေမဲ့ဂွန်းစုတယောက်စိတ်နဲ့ကိုမကတ်နိုင်ဖြစ်နေပါတယ်။တရက်ခန့်ပုံနေတဲ့နေရာကိုတနက်ကင်ကဝင်စီးပေမဲ့တယောက်မှမရှိပဲလီကွမ်မင်းရဲ့ ID ကတ်ကိုသာတွေ့လို့ရဲမှုကပတ်ဝန်းကျင်မှာတဲလွန်သားရှာရန်အမိတ်ပေးချိန်ဂွန်းစုဟာအခင်းပြတဲ့ညကခွေးကိုပြန်တွေ့လို့နောက်ကလိုက်သွားတော့သူတိုက်မိခဲ့တဲ့နေရာဟာတရက်ခန့်ရဲ့အိမ်နယ်မွေးချောင်းတီးလိုက်ရလို့တသက်ကြံခဲ့မလားလိုက်ကြည့်နေချိန်ရဲတယောက်ရောက်လာပြီးဘာလုံးနေရလဲမင်းနေလို့ ID ပြလိုက်တော့မှလမ်းပေါ်ကမှန်ကွဲသားတွေကိုပြလာတဲ့တစ်ဖက်ရဲဟာဒီနေရာမှာရင်တိုက်မှုဖြစ်ခဲ့ပြီးကျူးလွန်သူကအလောင်းကိုကားနောက်ထဲထည့်သွားကြောင်းသတင်းရလို့လာတာဖြစ်ကြောင်းရှင်းပြနေတဲ့အတွက်ဂွန်းစုကဒီနေ့မှဖြစ်တာလားမေးလိုက်တော့21ရက်နေ့ညကလို့ပြန်ဖြေလို့ခေါင်းကုန်းနေစဉ်စုံနောက်ချွဲတို့ရောက်လာပြီးထိုရဲဟာ IAD ကိစ္စမှာကူညီပေးခဲ့တဲ့ရဲအုပ်ပတ်ရဲ့တပည့်ဖြစ်ကြောင်းမိတ်ဆက်ပေးပါတယ်။လီချင်းဟိုကအနီးနားမှာ CCTV ကိုဆက်စစ်မယ်ပြောတဲ့အခါရဲမှုကြံကတရားခံပါလာနိုင်တာကြောင့်စုံနောက်ချွဲကိုလိုက်သွားရန်တာဝန်ပေးနေပြီမို့ဂွန်းစုကသူလိုက်ကြည့်ပေးနိုင်ကြောင်းအတင်းဝင်ပြောပေမဲ့ရဲအုပ်ပတ်နဲ့ရင်းနှီးသူစုံနောက်ချွဲကိုသာလွှတ်လိုက်လို့ဂွန်းစုတယောက်ကြက်ကြော်ဝဲက CCTV စစ်နေတဲ့စီရောက်လာပြီးအခြေအနေမေးကြည့်တော့ကင်မရာကဝါးနေကြောင်းရှင်းပြနေတဲ့ဂျင်းဦးကိုစုံနောက်ချွဲကခဏနာဖို့ခေါ်ချိန်ထူးခြားတာတစ်ခုတွေ့လိုက်လို့ရှေ့ကိုပြန်ရစ်ခိုင်းလိုက်ပြီးဘရိမီလင်းသွားတဲ့ကားတစ်စီးကိုခွေးတစ်ကောင်ကပါကြီးနေတဲ့အတွက်တိုက်သွားတဲ့ကားဟာအဲ့ဒီကားဖြစ်နိုင်ကြောင်းယူဆပါတယ်ကားမျိုးစားကလည်းဂွန်းစုက loss နဲ့အတူတူပဲမဟုတ်လားလို့စုံနောက်ချွဲကမေးလိုက်ပြီးကားနံပါတ်အစားကိုရှစ်လို့ဖတ်လို့ရပေမဲ့ကြံတဲ့ကနန်းတွေဖတ်မရဖြစ်နေလို့လွတ်သွားပါတယ်အိမ်ပြန်ရောက်တဲ့အခါစိတ်ညစ်ညစ်နဲ့ထိုင်နေတဲ့ဂွန်းစုကိုညီမဖြစ်သူကသူတို့ပိုင်တဲ့ဆိုင်ကမ်းမှာအငှားချထားသူတွေကိုအတင်းနှင်ထုတ်ပြီးသူမမုတ်ဆိုင်ဖွင့်ကျင်ကြောင်းပူဇာနေရကြောင်းဂွန်းစုကစာချုပ်မပြည့်သေးပဲနှင်ထုတ်လို့မရဘူးဆိုလို့ညီမဖြစ်သူကရဲဖြစ်နေရပဲဆိုကအတင်းတိုက်တွန်းနေတဲ့အတွက်နောက်မှပြောမယ်ဆိုပြီးစကားလမ်းကြောင်းလွဲကရှောင်ထွက်လာခဲ့ပါတယ်။အဲဒီနောက်အခန်းထဲဝင်သွားတဲ့သူကိုအမေမှတိတ်တိတ်ပုံယောက်ျားရှိခဲ့လားရုတ်တရက်မေးလာတဲ့အတွက်ဘာတွေပြောနေရလဲပြန်ပြီးတော့မနေ့ကဘေရင်သွားမေးတာအမေဖေးမှအခုထိယောက်ျားတစ်ယောက်ရှိနေရလို့ဟောကြောင်းနဲ့သူရောက်ဖဖွင့်ခဲ့တဲ့ဘန်းဆိုင်ကိစ္စတွေရောသူကွာရှင်းထားတာတွေပါအကုန်မှန်နေရကြောင်းတကယ်ရှိနိုင်တယ်လို့ပြောနေပေမဲ့ဂွန်းစုကတော့နှုတ်ဆိတ်နေလိုက်ပါတယ်။ရဲစခန်းရောက်တော့ဂွန်းစုဟာကားပိုင်ရှင်စင်းမှာသူ့နာမည်ပါနေလို့စိတ်ရှုပ်နေချိန်အမည်မသိလူတစ်ယောက်ကဖုန်းဆက်ခါတရားခံလီကွမ်မင်းကိုတွေ့ကြောင်ပြောလို့နောက်ထပ်ထင်ပြီးချပစ်လိုက်ပေမဲ့ဖုန်းထခေါ်လာပြီးလီကွမ်မင်းကိုဘယ်မှာဖွက်ထားလဲမေးကအနက်ရောင်လော့စ်ကားပိုင်ရှင်ကိုဂွန်းစုလိုနာမည်တက်ခေါ်လိုက်လို့လန့်သွားချိန်လောက်ဖို့ကန်ဘက်ကတဆင့်သူ့ကိုယ်ပိုင်ဖုန်းကိုကင်ခိုင်းလာတာကြောင့်မင်းမတူလဲလို့မေးတော့မင်းလီကွမ်မင်းကိုတက်လိုက်တာတီးတဲ့လူလိုပြန်ဖြေတဲ့အတွက်ငင်းပေမဲ့တစ်ဖက်လူကဂွန်းစုရဲ့ကားကိုအသက်ပြင်ထားတာသိကြောင်းနဲ့အခင်းဖြစ်တဲ့နေ့ကအလီပိုင်ဖန်တီးထားတာကိုပါအကုန်သိနေကြောင်းပြောလာတဲ့အပြင်လီကွမ်မင်းကိုဘယ်မှာဖွက်ထားတာလဲဆိုပြီးပြောလာလို့ဖုန်းထပ်မခေါ်ဖို့ဆဲဆုံနေတဲ့ဂွန်းစုကိုထပ်ဆက်ရင်ရဲတိုင်မယ်လို့ချိန်ချောက်လာပါတယ်ဒီအချိန်အလေးပြုတ်နေတဲ့ရဲတွေရဲ့အတန်ကိုတစ်ဖက်ဖုန်းကကြားလိုက်ရတာမို့အနီးနားမှာရှိနေမှသိသွားပြီးလိုက်ရှာကြည့်တဲ့အခါရဲစခန်းရှိကအများသုံးဖုန်းမှာဖုန်းပြောနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပြီးဖုန်းချတဲ့အချိန်ချင်းတူနေရကြောင်းအပြေးလိုက်သွားပြီမဲ့ထိုလူကတက်စီတစ်စီးနဲ့ထွက်သွားလို့သူ့ကားနဲ့အမြန်လိုက်သွားပါတယ်လမ်းတစ်လျှောက်လုံးဒေါသကြီးနဲ့မောင်းပြီးကားပိတ်တဲ့နေရာတွေကိုပါကြော်တက်မောင်းနေသွားပြီမဲ့လမ်းဆောင်တစ်ခုရောက်မှမီးသိမ်းနေရတော့တက်စီကိုရက်ထားခိုင်းတဲ့လူကဖုန်းကိုဝေးရန်ပြနေတာမြင်လိုက်ရပြီးကားပြဿနာတက်နေရလားဆိုတဲ့ message ချဝင်လာတာကြောင့်စိတ်မရှိပဲကားပေါ်ကဆင်းကတက်စီနားကိုလိုက်သွားပြီးမဲ့မောင်းထက်သွားပြီးမို့ကြံနေခဲ့ပါတယ်ထိုတက်စီပေါ်ကလူကအဝတ်စားလဲပြီးပြန်ထွက်လာတဲ့အခါရဲတယောက်ဖြစ်နေပြီးထိုအဖြစ်ပြက်တွေကိုအိမ်မက်ဆိုးမှတ်နေတဲ့ဂုံးစုထံစုံနောက်ချွဲနဲ့ဂျင်းဟိုတို့ရောက်လာပြီးကားမှန်ကိုလာခောက်ပါတယ်တရားခံအီကွန်မင်းရဲ့ဖုန်းနောက်ဆုံးတိနေရဟာရန်ကြာတောင်ဖြစ်နေလို့အဲ့ဒီတောင်ပေါ်မှာတနေကုန်ခြေချင်းရှောက်ရှာခဲ့ရကြောင်းနဲ့ထိုတောင်ဟာဂုံးစုအမိကိုမြုပ်ခဲ့တဲ့တောင်မဟုတ်လားလို့မေးနေချိန်ဂုံးစုရဲ့ကားရှိပံပါအသစ်ပြင်ထားတာသတိထားမိသွားပြီးရင်တိုက်မှုဖြစ်ထားတာလားဆိုတဲ့အခါအရင်ကပြောမှုတဲ့မတော်ဆမှုကြောင့်လို့ပြန်ဖြေနေချိန်ဂုံးစုရဲ့ဖုန်းကမြည်နေရကြောင်းဖုန်းကန်မှုသတိပေးလိုက်ပါတယ်အဲ့ဒီနောက်ကားထဲဝင်ကဖုန်းကန်လိုက်တော့ဂုံးစုကိုရဲတယောက်ဖြစ်လျက်နဲ့လိုက်ဖမ်းတာညံ့တဲ့အတွက်လောင်နေပြီးဂုံးစုကတော့ဒီကွန်မဲတည်တဲ့ချိန်ဟာမှောင်နေပြီမို့တစ်ဖက်ကသူ့ကိုဖိတ်နေမှတိလိုက်ပြီးအလောင်းကိုဘယ်မှာမြုပ်ခဲ့တယ်ဆိုတာသိနိုင်မှာမဟုတ်လို့တတ်သိမရှိပဲသူ့ကိုတိုင်လို့မရတာကြောင့်ကြိုက်တယ်လို့လုပ်ဖို့ဆဲဆိုပြီးဖုန်းချလိုက်ပါတယ်စကမ်းမှာဖုန်းဝင်လာလို့ရဲမှုချန်ကဖုန်းကန်ခိုင်းနေတဲ့အတွက်စုံနောက်တူကကန်လိုက်တဲ့အခါကားမတော်ဆမှုကိုတ
တင်းပေးချင်တာဆိုလို့ဂွန်းစုကဖုန်းကိုလူယူချပစ်လိုက်ပြီးစားနောက်တဲ့ဖုန်းတွေမနက်ကတည်းကဝင်နေရလို့ဆင်ကြီးပေးပါတယ်အဲ့ဒီနောက်ဇက်တိုက်ဝင်နေတဲ့ဖုန်းကိုချပစ်နေပြီးစုံနောက်ချွဲကစားနောက်တဲ့လူတွေကိုအရေးယူတင်ကြောင်ပြောနေချိန်ရုတ်တရက်ဝင်လာတဲ့လူတယောက်ကသူ့ဖုန်းခေါ်တာကိုမကန်လို့ဆိုကဂွန်းစုကိုရိုင်းနေရကြောင်းအကုန်ဝိုင်းဆွဲနေရပြီးနောက်မှဂွန်းစုကသူ့ကိုလိန်သွားတဲ့လူနဲ့တူတာကြောင့်မှားရိုက်မိတာဖြစ်ကြောင်းတောင်းပန်ပါတယ်စုံနောက်ချွဲကတော့ထိုလူဟာရဲဥပတ်ဖြစ်ပြီးသူတို့ကို ID အဖွဲ့ကနေကူညီပေးတဲ့လူလိုမိတ်ဆက်ပေးပါတယ်အဲ့ဒီနောက်ကြောင်တော်ဖြစ်နေတဲ့ဂုံးစုကိုပတ်ချမ်းမင်းဖြစ်ကြောင်းနှုတ်ဆက်ခတန်းစင်ကန်သွားအောင်မဲ့ဆိုပြီးထွက်သွားပါတယ်။တန်းစင်ကန်နဲ့လိုက်သွားတဲ့ဂုံးစုလည်းတကားကိုလော့ချလိုက်ပြီးအထက်ကထွက်လာတဲ့ပတ်ချမ်းမင်းကလောကကြီးတဲ့ကလူနှမျိုးမှာတချို့လူတွေကအင်အားကြီးသူကိုအညံ့ခံတတ်ကြပြီမဲ့တချို့လူတွေကတော့အရိုက်နှက်ခံပြီးမှနာခံတတ်ကြောင်းပြောကဂုံးစုကိုဘလို့လူမျိုးလဲလို့မေးပါတယ်။သူ့စီကလိုချင်တာကိုပြောခိုင်းတော့ဘာမှမမေးပဲလီကွမ်မင်းကိုသူ့စီယူလာခိုင်းနေလို့ဂုံးစုကသူတကယ်မသိတာကြောင့်မဖြစ်နိုင်ဘူးလို့ပြောကပတ်ချမ်းမင်းရဲ့ဘိုက်ကိုထိုးလိုက်ပါတယ်။ကြောက်လန့်နေတယ်လို့ဟန်ဆောင်နေတဲ့ပတ်ဟာအိမ်သားထဲဝင်ပြေးသွားပြီမို့ဂုံးစုကအိမ်သားအပေါ်ကဝင်ဖို့လုပ်နေတော့ဆွဲချခံလိုက်ရပြီးအိမ်သာခွက်ထဲကောင်းတဲ့ခါတစ်ချက်လောက်ထိုးလိုက်ရတာနဲ့မန်တက်နေရလာလုံးမိပါတယ်အသက်ရှူကျက်နေတဲ့ဂန်းစုကတော့လက်နဲ့ရိုက်ခအရှုံးပေးနေပြီးလီကွမ်မင်းကိုရှာပေးပါမယ်လို့ကတိပေးလိုက်ပါတယ်ဒါကြောင့်လီကွမ်မင်းကိုဒီညလိုချင်ပြီးသူဖုန်းခေါ်မှဖြစ်ကြောင်းမှကထွက်သွားပါတယ်ဂန်းစုတရသူ့အမိနဲ့တူမြုပ်ထားတဲ့အလောင်းကိုပြန်ဖော်ပြီးရဲဥပတ်အလောင်းကိုလိုချင်ရခြင်းကအကြောင်းပြချက်ရှိရမယ်ဆိုတဲ့အတွေးနဲ့လိုက်ရှာကြည့်တော့သွေးတွေအစမတန်ပိနေတဲ့အိမ်ကအပေါင်းနဲ့အတူရင်ဘတ်ပေါ်ကတနတ်တန်ရာတွေကိုတွေ့သွားပါတယ်ဒါကြောင့်လီကွမ်မင်းရဲ့အိမ်ကိုရောက်သွားပြီးအားကုန်နေတဲ့ဖုန်းကိုပါဝါဖွင့်နေချိန်အပြင်ကတန်ကြောင့်ဒုတ်တစ်ချောင်းနဲ့လိုက်ရှာတော့သူ့ကိုပြဿနာရှာနေကြခွေးလေးဖြစ်နေပါတယ်ခွေးလေးထွက်သွားတဲ့နောက်ကပတ်သက်အိတ်ထဲမှာဗန်လိပ်စာကတ်တစ်ခုကိုယူကြည့်နေချိန်လီကွမ်မင်းရဲ့ဖုန်းဝင်လာတာကြောင့်ကန်လိုက်တော့တစ်ဖက်ကဖုန်းမကန်လို့လီကွမ်မင်းကိုရဲဥပတ်ဖမ်းမိသွားပြီးထင်နေရလို့ပြောနေပြီးဘာမှပြန်မပြောတဲ့ဂုံးစုကြောင့်မင်းဘသူလဲမေးကဖုန်းချသွားပါတယ်ကားနဲ့ထွက်လာပြီးအဲ့ဒီဖုန်းနံပါတ်ကိုချေရခံခိုင်းတော့အသက်38နှစ်အရွယ်ဂျိုနန်ဟျောင်းဆိုသူဟာပြစ်မှု3ခုရှိတဲ့လီကွမ်မင်းနဲ့အလုပ်တူတူလုပ်နေတာဖြစ်နိုင်တယ်ဆိုလို့သူ့စီကို10မိနစ်ချတစ်ခါဒီနေရာနဲ့ဓာတ်ပုံပို့ပေးရန်တောင်းလိုက်ပေမဲ့ဝေယမ်းမရှိဘဲလုပ်တာဟာတရားမဝင်ဘူးလို့ပြောနေရကြောင်းအားလုံးကိုသူတာဝန်ယူမှဖြစ်လို့ပို့ပေးရမှာသွားပါတယ်စခန်းရောက်လာတဲ့စုံနောက်ချွဲကဂုံးစုဖုန်းဆက်တာလာမေးကစပွဲဘော်ကဒန်ကြီးစာရွက်ကိုကြည့်လိုက်တော့သူမြင်ခဲ့တဲ့ CCTV ကကားနဲ့တူနေတာသတိထားမိသွားပါတယ်ဂုံးစုကတော့ဂျုံနန်ရောင်းရှိတဲ့နေရာကိုသွားကစတိုးဆိုင်နဲ့အရက်တောက်နေတဲ့ထိုလူကိုထွက်လာဖို့မှန်ကိုခောက်လိုက်ပြီးမဲ့ရုတ်တရက်ထွက်ပြေးသွားတာကြောင့်လိုက်ဖမ်းရပါတယ်လေကားပေါ်ကပန်ဒါလိုလိမ့်ဆင်းသွားပြီးကားလမ်းကိုမြန်မာလိုဖြတ်ကူးသွားသူချို့ကိုဖမ်းမိတဲ့အခါတိုက်တစ်ခုပေါ်မှာရက်ခိုင်းလိုက်ပြီးရဲရရှိဘက်ကလီကွမ်မင်းစီမှာဘာလို့ချင်တာလဲသိလာမေးပေမဲ့မသိကြောင်ညင်းနေလို့ခုံဆင်းခိုင်းတဲ့အခါမှာရဲဥပတ်ဟာလီကွမ်မင်းခိုးသွားတဲ့မိကန်တက်တာတော့ကိုလိုချင်နေတာဖြစ်ကြောင်းသိလိုက်ရပြီးတက်တာထဲမှာဘာရှိလဲဆက်မိကြည့်တော့မူရဲတပ်ဖွဲ့ဝင်ဖြစ်တဲ့ရဲဥပတ်ဟာဖမ်းဆီးရမိတဲ့မူရဲဆေးတွေကိုဖျက်ဆီးတယ်လို့နဲ့ပြန်လဲသိမ်းယူခဲ့ပြီးချက်လုပ်ပေးသူလီကွမ်မင်းနဲ့ပူးပေါင်းဖြန့်ဖြူးကဘားတွေကလတ်တွေဖွင့်ခဲ့တဲ့အပြင်ယာကူဇာတွေနဲ့ပါအပေးယူလုံးနိုင်တဲ့အထိအင်အားကြီးလာသူဖြစ်ပါတယ်ပတ်ချမ်းမင်းယာကူဇာတွေနဲ့တွားတွေ့နေတော့လီကွမ်မင်းကပတ်စံတွေကိုရောထိုတော့ကိုပါကိုယူပြေးသွားတာဖြစ်ကြောင်းသိလိုက်ရပြီမို့တော့ဘယ်မှာရှိလဲမိတဲ့အခါလီကွမ်မင်းကအရေးကြီးပစ္စည်းတွေကိုဒုက္ခနာကိုမှာပဲဝှက်ထားလေးရှိကြောင်းဖြေပါတယ်ဒါကြောင့်အီကွမ်မင်းရဲ့အလောင်းစီပြန်သွားကတော့ကိုရှာယူနေချိန်စုံနောက်ချွဲရောက်လာပြီးတနက်နဲ့ချိန်ကဓာချဖို့အော်ပြောနေတဲ့အတွက်သူတတ်တာမဟုတ်ကြောင်းနဲ့သူ့ကိုယုံကြည်ဖို့ရှင်းပြပါတယ်စုံနောက်ချွဲကအခင်းဖြစ်တဲ့23ရက်နေ့မတိုင်ခင်2ရက်လိုကလေးကဂွန်းစုရဲ့ကားကဖျက်ဆီးနေတာဖြစ်ကြောင်းစာရွက်ကိုပြပြီးပြောနေလို့တနက်ကိုခဏဖယ်ရန်တောင်းဆိုပေမဲ့စုံနောက်ချွဲကဂွန်းစုကိုဖမ်းချုပ်လက်ထိတ်ခတ်ရင်သူတို့ကရဲကောင်းတွေမဟုတ်ကြပေမဲ့ဂွန်းစုလုံးနေတာတွေကတော့လွန်နေပြီလို့ဆိုပါတယ်ကားထဲမှာလက်ထိတ်ခတ်ခံရတဲ့ဂွန်းစုကအရန်ပင်ပန်းနေပြီဖြစ်လို့အကုန်ဝင်ခံရန်စခန်းကိုသာခေါ်သွားခိုင်းပေမဲ့စုံနောက်ချွဲကတော့လူတက်မှုနဲ့အလောင်းဖျောက်ဖျက်ရန်ကြံစီမှုတွေကတသက်တကြွကြားနိုင်ကြောင်းအသိပေးကမင်းကိုဘသူမှကီးမဆိုင်ရင်တော့သမီးလေးမီနာရှိသေးရလို့တတိပေးလိုက်ပြီးလက်ထိတ်ကိုပြန်ဖွင့်ပေးပါတယ်ဂွန်းစုအဖမ်းခံရရင်သူလည်းစိတ်ဖျောက်ဖျောက်နဲ့နေရမှာမဟုတ်ဘူးလို့ဆိုရင်ဒဏ်ကြီးစာရွက်ကိုပါဖျက်ပစ်လိုက်ပါတယ်မိခင်ရဲ့နိုင်ပေးပြီးချင်းဒီလိုဖြစ်နေတဲ့ဂွန်းစုကိုကန်ဆိုးသူလိုပြောနေတဲ့စုံနောက်ချွဲကိုအပြေးဝယုံကြည်သွားတဲ့ဂွန်းစုကသူ့ကိုကူညီဖို့တောင်းဆိုလိုက်ပြီးသူဟာရဲတယောက်စီကနေအချက်ကချိတ်ချောက်ခံရကြောင်းနဲ့အဲ့ဒီလူကသူတို့သိထားတဲ့ရဲအုပ်ပတ်ချမ်းမင်းဖြစ်ကြောင်းဖွင့်ပြောကအပေါ်ကလောင်းဟာလီကွမ်မင်းဖြစ်ပြီးပတ်ချမ်းမင်းကပဲလီကွမ်မင်းကိုတတ်ခဲ့တာဖြစ်နိုင်ကြောင်းရှင်းပြနေစဉ်ဂွန်းစုထံဖုန်းဝင်လာပါတယ်ဖုန်းကင်လိုက်တော့တစ်ဖက်ကပတ်ချမ်းမင်းဖြစ်နေပြီးစုံနောက်ချွဲကိုပါဒုက္ခမပေးခြင်းကားပေါ်ကဆင်းဖို့ပြောလာတဲ့အတွက်သူတို့ကိုစောင့်ကြည့်နေတာလားမေးရင်ကားပေါ်ကနေဆင်းလိုက်ပါတယ်ရှေ့ကို9လမ်းလောက်ထက်လျှောက်ခန်းနေတဲ့ပတ်ချမ်းမင်းစီကဖုန်းချသွားချိန်အပေါ်ကနေကွန်တိန်နာတန်ပုံးကြီးပြုတ်ကျလာပြီးကားထဲမှာထိုင်နေသူစုံနောက်ချွဲဟာတိတ်ဆုံးသွားပါတယ်အပေါ်မှာဂရိန်းတစ်စီးနဲ့မျက်မှန်တက်ထားသူတယောက်ကိုကြောင်အားစွာကြည့်နေသူဂွန်းစုထံဖုန်းထပ်ဝင်လာပြီးပတ်ချမ်းမင်းကသူလက်ထဲတဲ့မဟုတ်လားလို့လှောင်ပြောင်းကမနက်6နာရီအမိလီကွမ်မင်းအလောင်းကိုတူးဖော်ပေးဖို့ထပ်မံချင်းချောက်လာပါတယ်ဂွန်းစုကသူအလောင်းကိုယူလာပေးမယ်လို့ပြောထားလျက်နဲ့ဘာလို့အခုလိုလုပ်ရတာလဲလို့လှုပ်ဖို့ကံပတ်အတွက်ဒေါသကြီးအော်ဟစ်ခါသူကိုယ်တိုင်ရဲစခန်းမှာအဖမ်းခံတော်မဲ့အကြောင်းနဲ့မင်းလည်းပြီးသွားပြီလို့ပြောလိုက်ပေမဲ့ပတ်ချမ်းမင်းကသူ့အိမ်ကိုရောက်နေပြီးညီမဖြစ်သူရဲ့အတန်နဲ့သမီးဖြစ်သူမီနာကိုပါနှုတ်ဆက်နေရကြောင်းဘာမှမလုပ်ဖို့တောင်းပန်ကအိမ်ကိုအသေးအံပြန်မောင်းလာပါတယ်အိမ်ထဲကိုတနက်နဲ့ပြေးဝင်လာပေမဲ့ညီမဖြစ်သူကမီနာအိမ်နေပြီဖြစ်ပြီးရဲရရှိပတ်ဆိုသူကအယုတ်လက်ဆောင်ပေးဖို့ပြန်လာမယ်လို့ပြောသွားကြောင်းပြောပြနေပါတယ်အိမ်ပြောနေတဲ့မီနာကိုကြည့်နေတော့ message ဝင်လာတဲ့အထက်မှာလီရဲ့အလောင်းကိုမနက်6နာရီအမိလိုချင်တာဖြစ်ပြီးအဖမ်းခံတာဟာပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ကြောင်းတတိပေးသွားတဲ့အတွက်လက်ထက်ကချီလွတ်တွေကိုကြည့်လိုက်ပါတယ်ဒီနောက်ညီမဖြစ်သူကိုမီနာမွေးနေ့အတွက်ဟိုတယ်စီစဉ်ပြီးပြီမို့မီနာနိုးတာနဲ့တွားလိုက်ဖို့နဲ့သူအလုပ်ကိစ္စပြီးရင်လိုက်လာမယ့်အကြောင်းသိချမှာပါတယ်စခန်းမှာချီလွတ်
လွတ်တွေနဲ့လဲယူနေချိန်သိမ်းဆည်းထားတဲ့ C4 ကိုမြင်တာနဲ့အကြံတစ်ခုရသွားပါတယ်ချိန်ထားတဲ့နေရာကိုမသွားခင်မနက်အစောကြီးအလောင်းအောက်မှာယူလာတဲ့ C4 ကိုမရိပ်မိအောင်ဖွက်ခစနတ်တန်ကိုကားတော့မှချိန်လိုက်ပါတယ်ချိန်တဲ့နေရာရောက်တော့ကားကိုရက်ခအလောင်းကိုသူ့စီတဲလာဖို့ပတ်ချမင်းကအမိတ်ပေးနေတဲ့အတွက်အလောင်းကိုကိုယ်တိုင်တဲလာပြီးကားပေါ်တင်ပေးလိုက်ပါတယ်ဂွန်းစုရဲ့တနက်နဲ့ကားတော့ကိုရှာယူလိုက်တဲ့ပတ်ချမင်းဟာတနက်ထဲကခြေအစ်တွေကိုထုတ်ပစ်လိုက်ပြီးတတုရှာသနဲ့အလောင်းကိုရှာဖွေကလီကွမ်မင်းကိုသူကိုယ်တိုင်ပြတ်တက်ခဲ့တာဖြစ်ပြီးအလောင်းကိုမင်းယူသွားတာမို့လူသက်သမားကမင်းလားငါလားလို့မိပါတယ်ထွက်သွားလို့ရပြီဆိုလို့ C4 ရမှုကိုနှိပ်လိုက်ပြီးလက်ထွက်သွားတဲ့ဂွန်းစုကိုပတ်ချမင်းကကြီးကုန်းအလွတ်နဲ့လှမ်းပစ်ပါတယ်နောက်တစ်ချက်ပြစ်ဖို့ပြင်နေပြီမို့ဂွန်းစုကသူ့ဟာရဲတပ်တန်10နှစ်ရှိပြီဖြစ်လို့အာမခံချက်မပါပဲဒီကိုလာတဲ့မရှိကြောင်းအော်ပြောကသူ့ကိုသာတတ်လိုက်ရင်ပတ်ချမင်းရဲ့မူရစ်စေဝါကိစ္စတွေပြည်သက်စာယုံဖွင့်ထားတဲ့ကိစ္စတွေနဲ့လီကွမ်မင်းကိုရောစုံနောက်ချွဲပါတပ်ဖြတ်ခဲ့တဲ့အထောက်အထားတွေအားလုံးမနှက်ပြမနှက်စခန်းကိုအလိုလျောက်ရောက်သွားမဲ့အီးမေးလ်တစ်ခုစီစဉ်ထားကြောင်းချိန်ချောက်လိုက်တဲ့အခါမှာပတ်ချမင်းကတနက်ကိုပြန်ချလိုက်ပြီးသူတို့ဟာတလေတဲ့စီးနေသူတွေဖြစ်လို့အလုတ်တူတူလောက်ကြဖို့နဲ့သမီးလေးမိနာကိုတေချာဆောင်းရှားဖို့မှာကကားပေါ်တက်သွားပါတယ်ဒါတောင်ပတ်ရဲ့ကားကဂွန်းစုရှိရဘက်ကဖြတ်သွားပြီးဗတ်ပြန်ဆုတ်လာလို့ပောက်ကွဲတော့မဲ့ C4 ကြောင့်ခါခွာနေချင်နေသူဂွန်းစုကိုသူတယောက်တည်းတီးတဲ့စားတောက်ဆိုင်တစ်ခုထံလိုက်ခဲ့ရန်ခေါ်နေတဲ့အတွက်မစားချင်ကြောင်းအော်ပြောလိုက်တော့မှနှမျောစရာပဲဆိုကထွက်သွားချိန်အချိန်ပြည့်သွားပြီဖြစ်တဲ့ C4 ဘုံကပောက်ကွဲသွားပြီးကားဟာခြေကန်ထဲကိုကျသွားပါတယ်အဲ့ဒီနောက်ဂွန်းစုကလွှတ်ပစ်ခံရတဲ့ကြီးတွေကိုပြေးယူကအသက်ရှင်လျက်ပြန်တက်လာရင်ပြစ်ဖို့ချိန်ရွယ်ထားပြီးမဲ့အချိန်တော်ကြာတဲ့အထိပြန်ပေါ်မလာတဲ့အတွက်အိမ်ကိုပြန်သွားပါတယ်ညီမဖြစ်သူကိုဖုန်းဆက်ခမီနာကိုတူလာနေပြီဖြစ်